အားလုံးပဲနော်ဒီနေ့မှာဆိုလို့ရှင်ဒါကျမညပြောထားတယ်ပတ်တီး၄ပေါ့နော်ဒါ6ထွက်ပြီးသွားပြီပတ်တီး၄ကျန်နေဆိုတာဒီနေ့အင်္ဂါနေ့ညနေမှာဆင်းသွားပြီပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ဒီ1-6ချင်းကတော့မဆင်းသွားဘူးပေါ့ကွာဒီနေ့ကနော်အဲ့တော့3-5-8ဆိုတဲ့ကီးကိုမနေ့တစ်လုံးညနေတစ်လုံးဆွဲသွားတယ်ပေါ့ဒါဒီနေ့စာဆိုပြီးသွားပြီပေါ့နော်ပတ်တီးကလည်းကုန်သွားပြီပေါ့ဆိုတော့ဒါနဲ့ကျမတို့ကပတ်တီးထပ်ပြောင်းရမှာပေါ့ကွာအဲ့ခါကျတော့အခု1ရက်နေ့ကနေပြီးတော့3ရက်နေ့ထိပေါ့နော်3ရက်စာကိုကြည့်မယ်ဆိုလို့ရှိရင်ကျမတို့ကဇာရိုးပတ်တီးအနေနဲ့2ပါနော်ဇာရိုးပတ်တီးဒီ2ပါဇာရိုးဘရိတ်ကတော့ဒီ9ဘရိတ်ပဲเนาะမပြောင်းလဲဘူးဇာရိုးလေးလုံးခွေကလည်းဒီ2 3 4 5ခွေပဲသူကအပူးထည့်စရာမလိုဘူးနှလုံးတွဲတစ်ခွက်ထွက်ပါเนาะဒါဇာရိုးအပိုင်း3မျိုးပါအဲ့ဒီနေရာမှာမနေ့ဖြန်1ရက်9လ2026ဗုဒ္ဓဖူးနေ့တိုင်းအတွက်ကို1ရက်စာဆိုလို့ရှိရင်ဒါနေကုန်ချင်းပေါ့เนาะနေကုန်ချင်းက2ခွန်ချင်းမနေ့ဆင်းမလားညနေဆင်းမလားဆိုတာပေါ့เนาะသူကနေကုန်ပေါ့နေကုန်ကီးဒီ4 9 2ဟုတ်ပြီเนาะအဲ့ဒီနေရာမှာဒီကျမပြောချင်တာကမနက်ပိုင်းလေးတစ်ဖြတ်ပေါ့မနက်ပိုင်းလေးတစ်ဖြတ်မှာ4-5ဘရိတ်ပေါ့ဘရိတ်လိုင်းမှာ4-5ဘရိတ်2မျိုးရှိမယ်အဲ့ဘရိတ်2မျိုးကိုကျမတို့က2-4-9ဆိုတဲ့ထိတ်နဲ့ကစားပေးရမှာပေါ့เนาะဒါကကျမတို့တွက်နီးဆိုင်ကရတဲ့ဟာပေါ့ဒီအပေါ်ပိုင်းကတော့ဒါမတ်တက်ကလေးတွေပေါ့ဒါဇာရိုးပိုင်းလုံးမဲ့သူတွေအတွက်ကိုပြောတာမနက်ဖြန်1ရက်စာမှာဆိုလို့ရှိရင်2ခွန်နေကုန်ချင်းရှိမယ်4-9 2နေကုန်ကီးရှိမယ်အဲ့ဒီနေရာမှာမနက်ပိုင်းလေးတစ်ဖြတ်ဆိုရင်ကျမတို့က4-5ဘရိတ်ပေါ့เนาะဒါဒီနေ့မနက်ဆိုရင်လည်း6-3ညဘရိတ်ကျမညကတော့ထည့်မပြောပြဘူးမန်ပါဝင်သမားတွေကိုပဲပြောပြတာဖြစ်တဲ့အတွက်ဒီရက်မနက်ဖြန်အတွက်ကိုတော့ကျမပြောပြပေးမယ်4-5ဘရိတ်ပေါ့เนาะမနက်ပိုင်းလေးကို4-5ဘရိတ်ကိုမှသူက2-4-9ထိတ်စီးနဲ့4-5ဘရိတ်လောက်ကမှဆိုတော့ခဏန်း8ကွက်ပဲရှိပြီနောက်ဆုံးကျမပြောချင်တာကကွာဘာဒီဘလို့ပဲထွက်လာမနက်ဖြန်မနက်ပိုင်းကို2နဲ့ခွန်နဲ့မပိုင်ရင်မကစားစီချင်းမနက်ဖြန်မနက်ပိုင်းလေးမှာ2နဲ့ခွန်နဲ့ကတစ်လုံးသုံးမဟုတ်နှလုံးစလုံးဆင်းနိုင်ပါတယ်ရှင်မနက်ဖြန်မနက်ပိုင်းကို2ခွန်ကအရန်အားတာတယ်နော်အဲ့ဒါလေးကိုလည်းပြောချင်ပါတယ်နောက်တစ်ခုကဇာရိုးပတ်တီ2နော်ဒီဇာရိုးပတ်တီ2ကဆက်လိုက်ရမှာပါကျမတို့တနင်္လာအင်္ဂါမှာဇာရိုးပတ်တီတနင်္လာမှာ6ထွက်တယ်အခုအင်္ဂါမှာ4ထွက်လာပြီဒါညတင်ပေးထားတဲ့ဗီဒီယိုဖိုင်နော်4ထွက်လာပြီအဲ့တော့နောက်ထပ်ဇာရိုးပတ်တီဒီကျမတို့2တစ်လုံးရှိပါမယ်ရှင်9ဘရိတ်လဲလာမှာပါဒီ2 3 4 5အခွေလဲလာမှာပါဒါကဇာရိုးပိုင်းကိုပြောတာပါဒါကမနက်ဖြန်1ရက်စာပေါ့နော်1ရက်စာလေးကိုမှဒါလေးကတော့မနက်ပိုင်းတစ်ဖြတ်စာလေးပါရှင်အားလုံးပဲကျမနဲ့အတူတူကန်ဆက်ကြပါစေလို့ကျမဆုတောင်းပေးပါတယ်